ဒီနေ့အစီအစဉ်လေးကတော့တရောတီတရားရဲ့တော်ရှိုးလေးဖြစ်ပါတယ် ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ အဲ့တော့ကျွန်တော်တို့ပထမဦးဆုံးဒီတရောတီတရားဆိုတဲ့ YouTube channel လေးရောဒီနာမည်လေးရောဖြစ်ပေါ်လာပုံကိုကိုငင်းရနေပြီးတော့စပြီးပြောပြပါ ဟုတ်ကဲ့ပါကိုကြီးကိုပြည့်ဟုတ် ညဒီလေးဖူးကြံကိုဟိုကောဘာမြောက်ဒီရောက်နေတယ်မြောက်ဒီရုပ်တဲ့ကိုလည်းသတင်းတင်ဆက်သူပဲ တော်ရှိုးဆိုတော့ဟလား ဟုတ်ကဲ့ပါကိုကြီးကိုငင်းရင် ဒီလေးကိုငင်းပြောပါဟုတ်ကဲ့ တဘယ်လိုနေရမှမသိဘူး တတချစ်တဲ့အားလုံးပဲမိတ်အော်ဒါအကောင်းပြောမယ်လေအကောင်းပြောမယ်လေ ကောင်းပြော တရောတိတရားစပြီးဖြစ်တဲ့ဟာเนาะတရောတိတရားစပြီးဖြစ်တဲ့ဟာကအရင်ဆုံးကျွန်တော်တို့ညီကို3ယောက်ဆုံတဲ့အချိန်ညီကို3ယောက်ဆုံတဲ့အချိန်မှာကျွန်တော်ကစပြောတာထင်တယ်ကျွန်တော်ဒီလိုမျိုးလေးဟိုတချင်းလေးတွေဆိုရင်တီးကျင်တယ်အကိုတို့အဲ့ဒါလေးလောက်ကြရအောင်လားဆိုပြီးတော့အဲ့လိုစကားဝိုင်းကစပြီးတော့မှ ငိုချင်းရဲ့လက်တူဖြစ်သွား ငိုချင်းရဲ့လက်တူ ကိုရီးယားလည်းလုံချင်တာ အဲ့နဲ့ဟာကောင်းတာပဲဆိုနော် ဘယ်လောက်မှတော့မတိုင်မင်းနဲ့ ဒါပေမဲ့အဲ့ဒါ ရင်းတယ်သူတို့တွေက အဲ့ဒါတရောတီတရားမဖြစ်ခင်မှာကိုမိုးကျန်နဲ့ပြောထားတာတော့ရှိတယ်ဒီလိုမျိုးလေးတို့ညီကိုနေရာလုံးကြမယ်ပေါ့ လောက်ကြမယ်ဆိုပြီးပြောထားတာ ကိုငင်းရောက်လာတော့ကိုငင်းကလည်းဒါလေးကိုအကြံထပ်ပြုတယ်ဒီလိုမျိုးလှုပ်ချင်တယ်လို့ပြောလာတော့ကျွန်တော်ညီကိုလေး အဲ့မှာနော်ကျွန်တော်ပြောလိုက်တော့တန်းညင်းတာတော့ကိုတို့ အဲ့နဲ့နာမည်လေးနာမည်ကြတော့ကိုငင်းရသူပေးတာပေါ့ စဉ်း နော် စားသေးတယ်အများကြီးနော် ဟုတ်နာမည်စဉ်းစားတဲ့အချိန်ကလေနာမည်စဉ်းစားတဲ့အချိန်မှာအကုန်လုံးစဉ်းစားကြတာပဲတယောက်နာမည် ဘာပေးရမှမသိဖြစ်နေတာလေ စဉ်းစားမိတယ်လေဘာလို့ဘာလဲဟိုမြန်မာမှုရဲ့အချောအလှလေးများတို့အဲ့လိုမျိုးနာမည်တွေအဲ့လို သူကတောက်ရောက်ကြောချင်နေတာနော်သူက တေးရောင်စုံရွှေပန်းလေးများတို့ လူတယောက်ဆိုရွှေပန်းတော့ အဲ့လိုမျိုးတွေစဉ်းစားမိသေးတယ် အဲ့ဒီကနေပဲကျွန်တော်ကဒီနာမည်ရသွားတဲ့အဓိကအကြောင်းကအဲ့တော့တချင်းညီးနေတာကျွန်တော်တချင်းညီးနေတော့အဲ့ဒီဂီတအခြေခံကိုညီးနေတာအဲ့တော့ ဒီတက်ချင် အဲ့မှာသူကချဲလေကွန်တော့တယောတီတရားဆိုတဲ့နေရာလေးပါအဲ့တော့ဟာအဲ့တယောတီတရားလေးကချစ်စရာကောင်းလိုက်တာပေါ့နော်အဲ့ဒီကနေအဲ့နာမည်လေးကစာလုံး3လုံးလေးကတိတ်ချစ်ဖို့ကောင်းတယ်ဆိုတော့ပထမဆုံးစဉ်းစားမိတာကနာမည်ကိုချစ်ဖို့ကောင်းလို့စဉ်းစားမိတာအဲ့နဲ့အကိုတို့ကိုချပြရတယ်အကို တိုက်လေးပေါ့ ဒီနာမည်လေးကချစ်စရာကောင်းတယ်တယောတီတရားဆန်းလဲဆန်းတယ်မြန်မာမှုလည်းဖြစ်နေတယ်ပေါ့နော်အဲ့ကြမှာအကိုတို့ကလည်းကိုဖို့တရားတို့ကလည်းဒီကကိုငင်းကောင်းတယ်အဓိပ္ပာယ်လည်းတိတ်နေနေတယ်ဆိုတော့မှဟုတ်တယ်ပြန်စဉ်းစားမိတာအဓိပ္ပာယ်ကလည်း तू ကတိတ်ရှိတာပေါ့နော်အကို ဒီတရောတီတရားကလည်းဒီနုပြောရင်ကိုဖို့ကျန်ရှင်းပြလိုက်ပါ ဟုတ်တယ်ကျုပ်အခုရောမှာမဟုတ်လား သူရှင်း ဒီထန်တရားတေရှင်ဆိုတဲ့ဒါမြန်မာဂီတရဲ့အစပေါ့နော်စီနေဝထန်တရားတေရှင်ပေါ့အဲ့မှာဒီရောဒီတရားအဲ့ရဲ့တရောဆိုရင်ဒါလူပညာနဲ့ဆိုတာတရော၄ပေါက်ပေါ့ ဟုတ် အင်အားအပြင်းဆုံးဂီတမှာဆိုရင်ကမ္ဘာဂီတမှာရောမြန်မာဂီတမှာရောအင်အားအပြင်းဆုံး leading note ပေါ့နော် G ဆိုတာပေါ့နော် leading note ပေါ့နော်ဒီမှာဆိုလဲအပြင်းဆုံးပေါ့နော်လူရဲ့နှလုံးသားကိုဆွဲငင်နိုင်ဆုံးအဲ့လိုပြော ဒါကြောင့်မလို့ဆိုင်းစရာတွေမဝင်ခင်မှာခွန်တန်ကြီးတီးရတယ်ပေါ့နော်အဲ့လိုဇက်တွေပါမထွက်ခင်မှာခွန်တန်ကြီးပွဲမြောက်တယ်ဆိုအမှန်တကယ်တော့ frequency တွေနဲ့ပဲ ဟုတ် အခုသိရမလားဟဲ့ဆိုလှုပ်လိုက်တာနဲ့ဆိုနောက်တွန်းလိုက်တာနဲ့မေ့သွားတာတော့ပါအဲ့ဒါအနောက်မှာတီးနေတဲ့အဖွဲကြီးနောက်မှာ music တီးနေတာရှိ စိတ်ကိုဖန်ဆား ဖို့လုပ်ပေးနေတယ် နောက်အခုမှဟို net တွေဘာတွေကကြတယ် net တွေဘာတွေ frequency တွေရှိတာအဲ့ဝင်ပူးတယ်တို့ကအဓိကတော့ဒီ တန်စင်တွေ အတန်လှိုင်းတွေကနေပြီးတော့ချုပ်တီးထားပါအဲ့ frequency တွေနဲ့လည်းလူတက်လို့ရတာ တက်လို့ရတယ်လေဟုတ် နော်အဲ့လိုမျိုး wave တွေနဲ့တက်လို့ရတာအဲ့တော့ပြန်ဆက်ရလို့ရှိရင်ဒီတရားဒီကတော့အင်အားအပြင်းဆုံးဟာဖြစ်တယ်ကျွန်တော်အခုဖွင့်ဆိုတဲ့အဓိပ္ပာယ်ကတော့ပြည်စုံခြင်းမှာပြည်စုံမယ်သူကဒီထက်တရောဆိုရင်အများကြီးဖွင့်ရအောင်မယ်ဒီဆိုရင်အများကြီးဖွင့်ရအောင်မယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော်တို့ဒီဂီတမှာကျွန်တော်တို့မြန်မာဂီတမှာတရော၄ပေါက်ပေါ့နော်ပြီးတော့ပြန်ပေါ့အဲ့လိုမျိုးဒီ၄ပေါက်ပြီးသွားရင်2ပေါက်တမန်ဒီကနေကြာသွားတယ်တရောဒီတရားနောက်ဆုံးအသက်ပေါ့နော်ကျွန်တော်တို့ရဲ့မြန်မာဂီတရဲ့အစပေါ့စီးနေဝါထန်တရားတေးရှင်တော့ပစင်းတောင်တန်းကျိုးပေါ့နော်အဲ့ဒီတွေကဟုတ်ကဲ့မာဂီတအစပေါ့နော်အတိတ်ပဲလေးရှိတယ်နော်အပေးအဲ့လိုထူးဆန်းဆန်းအမှန်တော့အယိုးဆုံးကအဆန်းဆုံးဖြစ်သွားတော့ဗောနော်ဒါပေါ့တရောတီတရားဆိုတာပြည်သူနဲ့ဟိုလူတွေနဲ့စိမ့်လားဆိုတော့လေဒီဟာကြားဘူးတယ်မစိမ့်ဘူးအဲ့တော့ပေါင်းတက်လားဆိုတော့မပေါင်းဘူးအဲ့မှာတိုင်ပတ်ပေါင်းပြလိုက်ပါဦးအဲ့ဒီမှာတော့တိုင်ပတ်ပေါင်းတယ်လို့ဝင်ကြည့်လို့မရဒါသူတို့ပြတော့မဟုတ်ဘူးသူတို့ပြအခုတော့သိပါပြီအခုတော့နည်းနည်းဟိုအမတ်တမဲ့ဖြစ်တာအမတ်တမဲ့ဖြစ်တဲ့စကားလုံးပေါ့လေနော်တရောဆိုသူတို့ကတရောဆိုဟိုထိုးတဲ့တရောပဲပေါင်းနေကြအဲ့လိုမျိုးမပန်တရားပေါ့ပန်တရားတော့ဟိုနဲ့ရဲရင်နဲ့ရပ်ပင်းနဲ့တွားရောမိတာပေါ့ဗျာတချို့ကြတာဟိုတော်လို့အဲ့လိုတန်ထွက်မိတယ်ဗျာတချို့ကြ draw အဲ့လိုထွက်မိတယ်ဆိုတော့အဲ့လိုက draw time အဲ့လိုပေါ့အဲ့ရပ်ပင်းနဲ့ကတော့ရပ်ပင်းနဲ့တဝေထိုးတောင်းဝင်ဘူးရပ်ပင်းရေးချတရောရိုးရိုးပဲတရောတာတောင်းဝင်ဘူးတေးပြီးရင်တောင်းဝင်ဘူးရပ်ပင်းရေးချတရားစနေနံနေကြီးပဲနော်အကုန်လုံးဟုတ်တယ်ထိတ်ကြီးပဲနော်တို့ထိတ်ကျဲဟုတ်အဲ့ဒီကဘာလေးတာလဲတောက်ကြအမအင်္ဂါဘုံလုံးကျွန်တော်ကကြာတာပြီအဲ့ကြောင့်လို့သူကဒီမှာတော့ကြိုက်နေတာအေးနော်ကျွန်တော်စုံနေပြီလေအင်္ဂါဗုဒ္ဓဟူးလားခုနကဗုဒ္ဓဟူးကြာတော့ပြီတောက်ကြကျွန်တော်ရဲ့တရောတေတရားစနေသူကမိသားစုဝင်လေကိုရတဲ့နောက်တစ်ယောက်လို့တနေ့လားကိုစံဖွင့်ဆိုတယ်လို့လေကျွန်တော်လည်းအဲ့ဒီဟာကိုကျွန်တော်ကိုပိုင်ဖွင့်ဆိုထားတဲ့အထိပ္ပယ်လေးရှိတယ်ဒီတရောတေတရားကိုလေသူကဟိုကျွန်တော်တို့ကတော့ကျောင်းမှာမဟာဂီတဟိုလေ့လာရတာပေါ့နော်ကျောင်းတက်ကြတဲ့မဟာဂီတသင်ရတယ်နောက်ဆရာပြန်ဖြစ်တော့လည်းပဲဒီမဟာဂီတကိုပြန်ပြီးတော့သင်ကြားပေးရတဲ့နေရာမှာနေရတယ်ဆိုတော့အဲ့ဒီခုနကကိုပြောတဲ့တခြင်းလေးပေါ့နော်ဒီပစင်းတောင်တန်ကျိုးလေးရဲ့နောက်ဆုံးမှာဒီတယောတီထန်တရားတီတယောတီတရားဆိုသူကအဲ့ဒီတယောတီတရားဆိုတဲ့သုံးလုံးလေးကတက်ပဲအဲ့ဒီတပုတ်လုံးကိုသူကချုပ်ထားတာအဲ့သုံးလုံးကနေလာချုပ်ထားတာဗျာသိလားအဲ့နေရာလေးကိုနောက်ဆုံးအားရင်အပြည့်ဆုံးတကယ်ကိုသူကအဲ့နေရာမှာစိတ်ထဲတစ်မျိုးဖြစ်သွားတယ်ပေါ့နော်တကယ်ကိုအဲ့နေရာလေးကိုလေတကယ်ကိုတေချာဆိုတဲ့သူကလည်းအဲ့လိုဆိုရတယ်တီးတဲ့အချိန်မှာလေသူကအပီနော်တပုတ်လုံးကိုချုပ်ထားတဲ့နေရာအဲ့ကနေထက်ကွန်သွားလို့ရသေးတယ်တော့ဆိုတော့အဲ့ဒီဟာကိုကျွန်တော်ကကောင်းကောင်းကြီးခံစားမိတယ်ငါတို့ဒီနာမည်လေးကဒီမြန်မာရဲ့ဟာကြီးတစ်ခုလုံးပါကျွန်တော်တို့အနှစ်အတာနဲ့ပြည့်စုံနေတာအနှစ်ထုတ်ကလေးလိုပေါ့နော်ဟင်းပွဲချက်ဖို့အနှစ်ထုတ်ကလေးလိုပေါ့နော်ဒီကောင်းစဉ်လေးအဲ့လိုခံစားရတယ်ကျွန်တော်အဲ့ဒီဟာမျက်နှိုးတယ်ပေါ့တကယ်မျက်နှိုးတာဒီစာလုံးလေး၃လုံးကိုလေတိတ်မျက်နှိုးတာပဲချစ်ချစ်ခင်ခင်နဲ့နေကြရမယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ကအရမ်းချစ်တာအားကြောင့်မို့သားပြောတည်တရားဆိုတဲ့ဒီနာမည်လေးကိုရေးဖြစ်တာချစ်ပါတယ်ကျွန်တော်ဟုတ်တယ်ချစ်ပါတယ်ကျွန်တော်တို့တကယ်ချစ်ပါတယ်တစ်ချက်တော့ကိုပြောကျွန်တော်ကထထထိုးတာပေါ့လက်ညှိုးတွေနဲ့ပါဒီလေးရတာအဓိကအဲ့လိုကျွန်တော်တို့ဟိုတနေ့ကအဲ့လို US ဟိုဆိုရင်ပြောတယ်ဘဘကြီးဆိုရင်ဟုတ်ပါဟိုကချစ်ခင်ခင်စီစီလုံးလုံးနေကြနော်အဲ့ဒါကိုတွင်ပြောတယ်ဟုတ်တယ်ခဏပြောတယ်ကျွန်တော်တို့ထင်ကြတယ်ပေါ့စုလို့ရှိရင်ဖွေးကတခွေးလို့ရှိရင်ခွေးတယ်ပေါ့လူသူကမြန်မာရဲ့ဒလေးသူကလူစုတဲ့ဒီထဲမှာဗမာလည်းပါတယ်ကရင်ဗမာလည်းပါတယ်ရခိုင်လည်းပါတယ်ကျွန်တော်ကကရင်ဗမာပေါ့နော်ကျွန်တော်အတိုင်းသားစုတာဒီခွဲကအဲ့ဒါတိုင်းသားစုတာလေဗမာကရင်ရခိုင်ဒီလိုဟုတ်တယ်ဆိုတော့ဟိုစိတ်မပူပါနဲ့ကျွန်တော်တို့โอเคပါဟုတ်တော့စီစီလုံးနေပဲစီစီလုံးရှိမယ်ချစ်ခင်ရှိမယ်တယောက်ွယ်လေးကဒီတော်လိုင်းရေးပြီးွားရင်လည်းကျွန်တော်တို့အမြဲဆက်ရှိနေမယ်ပါမယ်ခါလေးပဲဖြစ်ပါဟုတ်အပြောမဟုတ်ဘူးเนาะအပြောမဟုတ်ပါဘူးအပြောမဟုတ်ပါဘူးတကယ်အခုဟိုဒီတယောက်တရားရဲ့အကြောင်းလေးကိုလည်းမိတ်ဆက်ပြီးဆိုတော့ကျွန်တော်တို့ကအခုကိုပြောသလိုမျိုးပေါ့နော်ဒီဖွဲ့လေးဆက်ပြီးတော့ရှိနေမယ်ကျွန်တော်တို့တစ်လျှောက်လုံးပေါ့နော်ဆက်ပြီးရှိသွားကြမယ်ဟိုကျွန်တော်အိမ်ထောင်ကြလို့ဒီဟိုပေါ့မင်္ဂလာနေ့နဲ့ကရင်မနဲ့ဟုတ်ကရင်မနဲ့တောင်ကြဟုတ်ဘာဖြစ်လဲနောက်တစ်ခုကျွန်တော်တို့ကားစီမြေဆက်လို့ပြောရှင်းတာလားကားစီမြေဆက်အတက်ကဖိန်ဆောင်နေပြီသူကဒီထဲမှာဆိုဒါဘိုးကြံဆိုရင်ငယ်ဆုံးပေါ့ငယ်ဆုံးဘိုးကြံငယ်ဆုံးဘိုးကြံပြီးရင်ကိုငိမ့်ပြီးကျွန်တော်ပြီးအမပေါ့နော်ဒါဆိုရင်သူတို့40တန်းဖြစ်နေပြီကျွန်တော်မရနိုင်တော့ဘူးအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီတရောတေတရားအဖွဲ့လေးကိုခုနစီစီလုံးလုံးနဲ့ချစ်ခင်ခင်နဲ့
ဒီပြီးဆုံးသွားတဲ့အထီကိုကျွန်တော်တို့ဆက်သွားမယ်ဆိုတာလေကျွန်တော်ညီကိုတွေကဟိုပြောရရင်အမှုပညာရှင်တွေဖြစ်တယ်ဗျာအမှုပညာဟိုရိုင်းဆုံးပြောရင်အမှုပညာသမားတွေဖြစ်တယ်အဲ့တော့တယောက်နဲ့တယောက်အမှုပညာသမားအချင်းချင်းကြတော့သူဘာပြောချင်လဲဘာလုပ်ချင်လဲကိုဘာလုပ်ချင်လဲဆိုတဲ့အခါခံစားချက်တွေတိတယ်အဲ့တော့ရင်ပတ်ချင်းနီးတယ်ပဲပြောရမှာပေါ့အဲ့တော့ကျွန်တော်တို့ဟိုပြောတဲ့အခါကျရင်လေကျွန်တော်က तू ကိုငင်းကကျွန်တော်ကိုပြောတာပဲကိုကိုကျန်ကျွန်တော်ကိုပြောရင်ဒါလေးတော့လိုချင်တယ်ဆိုတော့ဟုတ်ပြီ तू ကဒါလေးလိုချင်တာကိုကကျွန်တော်ဒီဟာမျိုးလေးတွေပဲရှိတယ်ကျွန်တော်တို့မှာကြောက်ကစားဖြစ်နိုင်တဲ့ဟာမျိုးဆိုရင်မရှိတလောက်မဟုတ်ရှိကိုမရှိဘူးပေါ့ပုံမှန်လင်းလေးပဲအလုတ်ကြောင်းနဲ့ပတ်သက်တာပဲဘာလို့လဲဆိုတော့ကျွန်တော်ကဒီကအမှုပညာသမားတွေဖြစ်တယ်အဲ့တော့တယောက်ခံစားချက်တယောက်သိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စိုးရင်ပေးကြတဲ့လူတွေရောစိတ်ပူပေးကြတဲ့လူတွေရောကျွန်တော်တို့ဟိုစိတ်မပူကြပါနဲ့ကျွန်တော်တို့ချစ်ချစ်ခင်ခင်နဲ့ဒီဖွဲလေးကိုဆက်ရှိနေပါလားကျွန်တော်ကြောက်လေးစွာတယ်လို့ထင်ကြတယ်မသိလားတကယ်တော့ကျွန်တော်အသိတနာစရာကောင်းတယ်သူကကြတော့အရင် တနာစရာကောင်းသေးတာသူကသူ အရင်ကာလာတော့က သူကသူတနာစရာကောင်းတာလေဟမ်ဒီမှာရိုက်ကူးရေးလုပ်ပေးနေတဲ့အဲ့မေသူကတနာစရာကောင်းလို့လေအဲ့ရုပ်လေးအဲ့လေတစ်ချက်သေးချာလေးရိုက်တာပြပါတကယ်သိတနာစရာကောင်းတာဖိုးစံဆိုရင်စွာတယ်ပေါ့နော်လုံးဝအဲ့လိုမျိုးဆက်ဆက်တိမခံရှေ့ဒီမှာလည်းကျွန်တော်ချဲထားတဲ့တော်လိုင်းကာလာမှာချဲထားတဲ့ဟာရှိတာဟုတ်ဖြုတ်ထားတဲ့ဟာရှိတာအရင်ကနှွာထားတဲ့ကိစ္စရှိတာနော်အဲ့တော်တော်စွာတယ်လို့ထင်တော့တကယ်တော့ကျွန်တော်တော်တော်တနာစရာကောင်းတဲ့ဒီထဲမှာအနုညံ့ဆုံးပဲเนาะဟိုဆိုတော့အမြင့်ဆုံးကျွန်တော်တို့လည်းအငယ်ဆုံးသူကလူကြီးဖြစ်ဆုံးပဲကျွန်တော်တို့အရင်ချက်ဆုံးပြောရတစ်ဖွဲ့လုံးထဲမှာအငယ်ဆုံးတကယ်အငယ်ဆုံးကျွန်တော်နောက်တာမဟုတ်ဘူးအခုဆိုရင်သူ့ပဲကျွန်တော်တို့ကဒါပေမဲ့သူ့ကိုပဲခေါင်းစဉ်တက်ပြီးတော့သူ့ပဲရှင်းခိုင်းတာပေါ့เนาะဘာကိစ္စမစိုးလူမိုက်ငားတာအမှန်ကတော့အဲ့လိုပဲလူမိုက်ငားတာပါဩကဲအဲ့ဒါနားတလေးကလနာတက်ပါဦးကဲနမေပေးတာကိုလည်းကမုန်းတက်ပြီးပြီလေဆိုတော့ကျေးဇူးတင်ပါတယ်အခုလိုမျိုးအဲ့လိုချစ်စရာကောင်းတဲ့နိုးစရာကောင်းတဲ့နာမည်လေးကိုပေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုငင်းကိုလည်း credit ပေးပါတယ်မဟုတ်ပါဘူးနှုတ်ဆက်စကားလေးပြောပါဟုတ်ကဲ့ဒါကြောင့်မို့လို့ကျမတို့ဒါတရုတ်တွေဒီ season လေးနှုတ်ဆက်စကားကျွန်တော်တို့အဖွဲ့သားတွေကပေါ့နော်အခုဆိုရင်နာမည်လေးဟိုဘလို့ဖြစ်ပေါ်လာတယ်ဆိုတာလေးကိုဒါဒီလိုတော်များလည်းသိနေပြီချင်းလည်းချစ်ကြနေပြီသိနေပြီပြီးတော့ချစ်လည်းချစ်နေကြပြီဟုတ်တယ်တကယ်လည်းချစ်နေကြပြီဒီဖြော်ပြရေးအစီအစဉ်လေးတီဆိုတာတွေကတာတွေတီးတာတွေကိုပေါ့နော်ရှစ်ဆက်ပြီးတော့လေကျမတို့အဖွဲ့လေးကိုအားပေးပြီးတော့ဝန်းရံပေးပါအောင်လို့ဒီနေရာနေပြီးတော့နှုတ်ဆက်နဲ့တောင်းဆိုပြရစီနောက်ကြလို့ရှိရင်ကျွန်တော်တို့ဟိုအစီအစဉ်လေးရှိပါသေးတယ်အမှဒီလူတွေရဲ့bio ဟိုပြောပြတဲ့ဟာလေးတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ဟာမှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေပေါ့နော်ဘဝအတွေ့အကြုံလေးတွေဒါလေးတွေကိုကျွန်တော်တို့ sharing လုပ်ဖို့အစီအစဉ်လေးရှိပါသေးတယ်အဲ့ခါကျရင်လည်းအားပေးပါအောင်လို့ကျွန်တော်ကပြီးတော့နောက်တစ်ခုကကျွန်တော်စကားလည်းပြောချင်သေးတယ်ဟုတ်ပြောကိုကျွန်တော်လည်းဟိုတခါလေကြာရင်ဗီဒီယိုတွေမှာကျွန်တော်မပါတာတွေရှိတယ်ဟုတ်ပါမမှန်တော့ကျွန်တော်နောက်ွယ်မှာပါတယ်ရောက်ပါတယ်ရဲလည်းပါပါတယ်ရိုက်ပေးနေတာပါလားကျွန်တော်နောက်ကနေရိုက်ပေးတယ်ကျွန်တော်အဲ့လိုဝါသနာပါတာပေါ့နောက်ကနေရိုက်ပေးရဝါသနာပါတာအဲ့တော့ဒါကြောင့်ကျွန်တော်မတွေ့ရင်လည်းစိတ်မဆိုးကြပါနဲ့ဟလားကျွန်တော်စိတ်မပူပါနဲ့စိတ်မပူပါနဲ့ကျွန်တော်ရှိပါတယ်ပေါ့အရင်ပေါ်နေတာပါတစ်ချက်ရဲမှာတော့ဟိုကိုဖိုးကျန်တော့ဒါမင်းသားလို့ပြောမှာပေါ့ကိုငင်းက तू ကဟိုကတယ်မင်းသားကျွန်တော်ကတကယ်မင်းသားကဒီမှာစိုင်းစရာတကယ်မင်းသားဒါမှတရားမှာသူ့ကိုခေါင်းဆောင်မင်းသားကျွန်တော်တို့ကတင်ထားတာပါနော်ဟိုဟာကိုငင်းတို့ဖြတ်တန်းတဲ့ဟာနဲ့မတူတာပါအမားတို့ဖြတ်တန်းတဲ့ဟာနဲ့ပေါ့နော်ဟိုကိုတို့လည်းဒီတိုင်းပဲပေါ့နော်အခုကျတော့မွေးခဲ့တဲ့အဖေနောက်လျှောက်လိုက်ပြီးတော့အမှုပညာသက်တမ်းဆိုရင်ပဲနှစ်30ဖြစ်ပြီလေဟုတ်တယ်နှစ်30ကျော်30တောင်ကျော်ပြီ9နှစ်လောက်ကလေးပြန်ပြောနေပြီဆိုတော့နေပေါင်းစုံဟိုမြန်မာနိုင်ငံပေါင်းစုံနေပေါင်းစုံကိုလှည့်ပတ်ပြီးတော့သွားခဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဟို audience ပုံများတယ် audience ပုံများတယ်ဟိုပြည်သူနဲ့ထိတွေ့တဲ့ဟာပုံများခဲ့တဲ့ဟာကြောင့်ပါအဲ့တော့ဟိုတခါကျရင်ကျွန်တော်တချင်းမဆိုခြင်းပါဘူးအတင်းဆိုခိုင်းတဲ့အမှသူတို့တွေဆိုခိုင်းတယ်အတင်းဆိုခိုင်းတာနဲ့ဆိုရမှာပေါ့ဘလို့ဖြစ်သူကဆိုရင်ကျွန်တော်တော့ဆိုတော့မှာနော်အခုကိုမျိုးလဲကျွန်တော်တို့တချင်းဆိုတော့မှာပါကျွန်တော်တို့ပဲမှာတကယ်ဆိုတော့မှာပါဆိုင်းမှာလဲ तू ကသူ့ဆိုင်နဲ့သူ့ဟိုလိုခါကျ तू ကအဲ့မှာ तू ပြည့်တဲ့နဲ့ तू ရှိပြီးသားကို तू ကိုစီယန်ဆိုရင်တချင်းဆိုတယ်ဗျာသူဆိုင်းနောက်ပိုင်းတီးလို့ရှင်ဘောကြတာရှိအရင်တုန်းကဆိုရင်အမအဲ့လိုဆိုင်းနေပါတယ်ဗာလဲနားမထောင်တဲ့ဘူးတိတ်ကြိုက်ပေါ့နော်သူတော့မှမကြည့်တော့ဘူးလားနောက်တော့အမအာနာသိန်းကဒီ2နှစ်လောက်အလူကြမှာလိုက်တာအလူကြမှာအဲ့ဆိုင်းမတိုင်ခင်လေးမလိုက်ဘူးမြို့ပေါ်ပွဲတွေဆိုရင်ခဏတမျိုးကြည့်ပြလာတာအေးကိုဗစ်မတိုင်ခင်နော်ကိုဗစ်မတိုင်ခင်လေးနောက်တော့နေဖက်တွေမြောက်တဲ့နေရာဆိုအမလိုက်ကြည့်ရလဲဖျားပါဖွေးနေပေါ့နော်ဆိုလိုက်ကြည့်တော့နောက်ဆုံး
နောက်ပိုင်းတွေကနောက်ပိုင်းတွေကိုနားထောင်နဲ့တကယ်ကောင်းတာပဲဆိုပြီးတော့တချို့ကနောက်ပိုင်းကိုကြည့်တဲ့လူကတက်တက်ရှိတယ်အရှိက ဟုတ်တယ် ဟိုတကြော အပိုးပိုင်းပေါ့ကျွန်တော်တို့ ကျွန်တော်အဲ့လိုလူငယ်တွေကြည့်တာများတယ် ကြည့်နေကြတာ နောက်ပိုင်း လူငယ်တွေကြည့်တာများတယ် အရန်ကိုကြိုက်တယ်တော့အဲ့ရှေ့အရှိဆုံးပါလေအဲ့ခါကျမှအမ နှစ်နာရီနောက်ပိုင်းဆိုရင်လူငယ်တွေကတက်ပြန်ဝင်လာတာ အဲ့ခါကျတော့မှသူရဲ့ပညာအစွမ်းတွေကိုသိမလားစကားတွေပြောလိုက်တကယ်လေသူပင်ပနဲ့တီးတဲ့ခါကျတော့ ဒါကြောင့်လေသူကဒီမှာမင်းသားဖြစ်နေ သူကလည်းကြိုက်ကြတာကိုဆိုပြီးတော့အမကိုလေးသဘောကျတော့အမအဲ့လိုနားမထောင်တဲ့ဘူးကြိုက် ဟို ဘူး အမတို့လင်မြန်းနေအောင်ကြိုက်တဲ့ကိစ္စဟိုနောက်တစ်ပိုင်းမှာပါပါမယ်နောက်တစ်ပိုင်းမှာပါပါမယ်ခင်ဗျာနော်ဒီမှာတော့သူတို့နှစ်ယောက်ကိုဖြတ်ပေးပါပဲသူတို့အဲ့အကြောင်းကိုရောက်သွားလို့ရှိရင်သူတို့ကမပြီးဘူးသူတို့နှစ်ယောက်ကသူတို့နှစ်ယောက်ကြိုက်တဲ့အကြောင်း ကဲအဲ့ဒါ ပြောလို့မရဘူး ဆက်ဆက်ရအောင်နော် ကဲအဲ့ဒါတေချာလေး နှုတ်ဆက်နှစ်ခါရှိပါပြီ အေးဒါတကယ်နှုတ်ဆက်ပါ ပြောချင်သေးတယ် အေးနော် ဒါပေမဲ့နောက်အစီအစဉ်တွေကြာတော့ပြောတော့ အလင်းသိလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး talk show လေးတွေကျွန်တော်လုပ်ပါအောင် လောက်ပါဦးမယ်လို့ဟုတ် အကြံဉာဏ်လေးပေးလို့ရပါတယ်လို့နော်ကျမ ဆို တို့ ဘာကြောင့်လေးတွေသိချင်နေဘာညာဆိုတာလဲနော် comment လေးမှာအဲ့လိုလာပြီးတော့မေး ဟို လို့ က ရပါ ဒီ တယ် talk show လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်ကျွန်တော်တို့ဒီတောတီတရား channel လေးဘယ်လို idea လေးနဲ့ဖြစ်လာတယ်နောက်တော့ဘယ်လိုခန်းစားချက်တွေနဲ့လုပ်ဖြစ်တယ်နောက်အားပေးတဲ့ပြည်သူတယောက်တူးချင်းစီတိုင်း comment ရေးပေးရတယ်အနေနဲ့ရရက်ကတိုင်းပြည်သီးသီးမှာရှိကြတယ်တကဘာလုံးကလူပညာရှင်းကြတဲ့ ပေါ့နော်ဒီပြိတက်တယ် မိသားစုတွေပေါ့လေဟုတ်မိသားစုပဲ မိသားစုတွေပေါ့နော်မိသားစုတွေကိုကျေးဇူးတင်ကြောင်းလည်းပြောချင်တာလည်းပါပါတယ်နော် ဒါလည်းလည်းသိစေချင်တယ်ပေါ့နော်အခုလောက်ဆိုရင်ဒီ channel ကိုကြည့်မြဆိုရင်တော့အမတို့ပြောတာလေးတွေကိုသိတော့ကြမှာပါ ဆက်လက်ပြီးတော့လည်းပံ့ပိုးပေးနိုင်ပါတယ် တံမိုးပေးကြပါအောင်ပေါ့နော်ကျွန်တော်တို့ဘက်ကလည်းဟိုမြစ်တဲ့ခံခြင်းနဲ့ပေါ့ ကျွန်တော်တို့မှာရှိတဲ့အကန့်အသတ်လေးတွေကနေပြီးတော့မှဆက်ဆိုလဲဆက်အကန့်အသတ်ကင်မရာဆိုလဲကင်မရာအကန့်အသတ်ဟိုကျွန်တော်တို့ audio ဘိုင်းအတိကသွားကြရတဲ့တချင်းတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုနေရာအစပေါ့နော်စတူဒီယိုနေရာလေးကအစကျွန်တော်တို့မှာချစ်ချစ်ကုတ်ကုတ်လေးနဲ့အလုပ်လုပ်ပြီးတော့ အဆင်ပြေသလိုပဲ အဲ့လိုမျိုးသွားတာဖြစ်တဲ့အတွက်နည်းနည်းအားနည်းချက်လေးတွေရှိလို့ရှိရင်လည်းဖြည့်ပြီးတော့နားလည်းပေးပါဟုတ် တို့ပြပြဒီလိုကာလမှာ အဆင်ပြေလာလို့နည်းနည်းလေးဟိုနည်းဖြစ်တာလဲဆိုရင်ကျွန်တော်တို့ဒီလေးကျွန်တော်တို့ပစ္စည်းတွေလည်းဖြည့်အောင်မယ်ပေါ့နော်အခုလောလောဆယ်တော့ရှိတဲ့ဟာလေးတွေနဲ့ပဲပိုကောင်းအောင်ကြိုးစားပါမယ် ကာလာလေးမှာဒီလိုမျိုးရှိတဲ့အင်အားလေးနဲ့အမတို့အလုပ်ဖြစ်အောင်လုပ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကြည့်တဲ့ပြည်သူတွေအနေနဲ့ချစ်တဲ့သူတွေအားလုံးအရင်တော့ရတဲ့အမတို့ပို့ပြီးချစ်ပေးပါလို့တောင်းဆိုပါတယ် လိုအပ်ချင်များရှိရင်လည်းနားလည်ပေးပါဟုတ်ကဲ့ နှက်ဆက်ပါ တရင်ကစိတ်ချမ်းသာတယ်ဆိုရင်ပဲကျင်တတ်ပါတယ်ကျွန်တော်တို့ပင်မရကြိုးကျွန်တော်နဲ့ပါတယ် ဟုတ်ကဲ့နှက်ဆက်ပါတယ်နော်တတာ ဆိုတော့အားလုံးပဲ ကျေးဇူးတင်ပါတယ် တက်တာပါခင်ဗျာကျေးဇူးပါ